table ဆွဲမယ်ဆိုရင်အရင်ဦးဆုံး chero က table ရင်းဆွဲပေးရပါတယ် table ဆွဲမဲ့ဟာကတော့ဘယ်ထဲမှာရှိလဲဆိုတော့ chero insert ထဲမှာရှိပါတယ်ကဲ insert ထဲရောက်သွားပြီ insert ထဲမှာ table ဆိုတာလေးကိုရွှေ့လိုက်မယ်ဒီထဲမှာ column က1 2 3 4 5 6 7 column တွေ9ခုရှိတယ် row တွေလည်းဒီအောက်မှာအများကြီးရှိတယ်သူပေးထားတဲ့အကွက်အတိုင်းပဲအတိအကျ chero တွေသုံးလို့လည်းရတယ်မဟုတ်ဘူးကိုကြိုက်တဲ့လောက်ပဲအကွက်လေးကိုကြိုက်တဲ့လောက်လေးတွေပဲယူခြင်းလဲဆိုရင်လည်းယူလို့ရတယ်တခြားတော့ column က3ခွက် row ကိုတော့4ခွက်လေးယူလိုက်မယ်နော်ဒီချက်ဒါပြီးရင်ဒါကိုနှိပ်လိုက်ရုံပဲအခု table လေးတစ်ခုပေါ်လာပြီအခု table လေးစဆွဲကြည့်အောင်နော် table မှာတခြား number ရိုက်မယ်တခြားတို့တွေတစ်ခွက်နဲ့တစ်ခွက်ကိုသွားကျင်တယ်ဆိုရင် keyboard ပေါ်က tab tab ကိုသုံးပေးရပါတယ်အခု keyboard ပေါ်က tab tab ဆိုတဲ့ဟာလို့တစ်ချက်နှိပ်လိုက်မယ်အခုနောက်တစ်ခွက်ကိုရောက်သွားတာပေါ့နော် tab တစ်ချက်ခုံမယ်ခုံပေးရင်နော် cross အားသာရက်ပေါ့နော်အဲ့တော့အောက်ဘက်ကိုဆင်းကျင်တယ်ဆိုရင် tab လေးပဲသုံးပေးလိုက်ဒါဆိုရင် तू က tab ကိုပဲ cherry တွေသုံးသွားတာဖြစ်ပါတယ် peace ဒါဆိုရင် cherry လောက်ထိပြီးသွားပြီဒါဆိုရင်ကို့မှာရှိတဲ့ row ကွက်လေးတွေကို cherry ထပ်ပြီးတော့တိုးချင်တယ်ဒါဆိုကာဆာကနောက်ဆုံးမှာရှိနေတယ်ကာဆာနောက်ဆုံးမှာရှိနေပြီဆိုရင်တော့ keyboard ပေါ်ကပဲခုန tab တစ်ချက်ကိုခုန်ကြည့်လိုက်တာနဲ့တစ်ခွက်ကိုတိုးသွားတာတွေ့ရလိမ့်မယ်ဒါဆိုအောက်တစ်ချောင်းကိုထပ်တိုးခြင်းနေဆိုရင်ဘာကိုသုံးလဲ keyboard ပေါ်ကပဲ tab လေးကိုပဲသုံးသွားပြီနော်ဆိုရင်တော့ table လေးတစ်ခုဆွဲပြီးသွားပြီကိုဆွဲသွားတဲ့ table ကို share တွေကချုပ်လာချက်ရလေးတွေတသက်ရက်လေးတွေထားပေးမယ်ဒါဆိုအကွက်ကလေးတွေက number ကွက်လေးကပုံမှန်တက်အရင်ကျယ်နေတယ်ဒါဆို share တွေကျင်းပြရအောင်နော်ကျင်းမယ်ဆိုရင် number နဲ့ name နဲ့ခြားတဲ့ကဒီညင်းလေးကို share ကြည့်ရအောင် mouse လေးကိုတေချာတင်လိုက်တယ်ဆိုရင်တော့သူကဒီမှာညာလေးနှစ်ဖက်ပေါ်လာလိမ့်မယ်ဒါဆိုရင်သူဖိပြီးတော့ရှေ့ကိုဖိဆွဲလိုက်ဒါဆိုရင်သူကအရှေ့ကဘောင်လေးကကျင်းသွားတယ်သူအရှေ့ကကျင်းတယ်ဆိုနောက်က auto လိုက်ကျတာပဲဒါဆိုနောက်ကဟာကိုလည်းချင်နည်းနည်းလေးပဲထပ်ပြီးတော့ခြုံလိုက်ဒါဆိုရင်သူက table လေးတစ်ခုပြီးသွားပြီနော်အဲ့လိုကိုဆွဲထားတဲ့ table လေးကိုနည်းနည်းလှလှပပလေးတွေပြင်ကြည့်ရအောင် table design ဆိုပြီးတော့သူကပြတယ် table design တွေကဒီမှာ table style ဆိုတာလေးရှိတယ်ဒါလေးကိုရွေးလိုက်မယ်နော်ဒါလေးကိုရွေးလိုက်မယ်ရွေးပြီးရင်ဒီထဲမှာသူပေးထားတဲ့ table design လေးတွေကြိုက်တဲ့အရာလေးတွေ color လေးတွေထည့်ပေးလို့ရပါတယ်ဒီချက်ကတော့အဝါလေးသုံးလိုက်Microsoft Word ထဲမှာ table ဆွဲခြင်းနဲ့ဆိုရင်တော့အရင်ဦးဆုံး table လေးကိုအရင်ဆွဲပေးမယ်ဆွဲပေးပြီးတော့မှသာစာလေးရိုက်လို့ရမှာဖြစ်ပါတယ်နော်ဒါဆိုကိုရိုက်ထားတဲ့ table လေးကိုကျွန်တော်ဖြတ်ခြင်းနဲ့ဒါဆိုဘယ်လိုဖြတ်ကြမလဲကျွန်တော်ရိုက်ထားတဲ့ table လေးကိုဖြတ်ခြင်းနဲ့ဆိုရင်ဘယ်ထဲမှာဖြတ်မလဲဆိုတဲ့အခါကျတော့ table ပေါ်ထောက်ထားတဲ့အတွက် table design တို့ table layout တို့ကပေါ်နေတယ်ဒီချက်အဲ့ဒီက table layout ထဲကိုသွားပြီးမယ် table layout ကိုနှိပ်လိုက်တယ် table layout ထဲမှာ eraser ဆိုတဲ့ဟာလေးရှိရယ်နော်ဒါလေးကိုချက်ယူလိုက်မယ်ဒီပဲ eraser ကိုချက်ယူလိုက်တဲ့အတွက်ခက်ပြက်လေးပါလာတွေ့ရတယ်ဒါဆိုခက်ပြက်လေးနဲ့ချက်လို့မလိုချင်တဲ့အကွက်ကလေးတွေကိုဖိပြီးတော့ဆွဲဖြတ်လိုက်ပါဒါဆိုရင်ပြတ်သွားတာတွေ့ရတယ်ဒီရှက်ဟာတွေကိုလည်းအလုံးဖြတ်ချင်တယ်သူက table ဒီ eraser ဟာ table နဲ့သက်ဆိုင်တဲ့အတွက် table ကို table ထဲမှာရှိတဲ့စာတွေပါအလုံးကိုဖြတ်ပေးတာတွေ့ရတယ်ဒါဆိုရင်ချက်လို့ table တွေကစာတွေရော table ပါပြတ်သွားတာတွေ့ရတယ်နော်ဒါကတော့ Microsoft Office Word ထဲမှာ table ဆွဲဖို့ဆွဲနည်းလေးပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီ channel နဲ့အတူတူ table လေးတစ်ခုလောက်ဆွဲကြည့်လိုက်ရအောင်နော်။